အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ Microsoft Word ထဲမှာကျမတို့ဒီစာသားရည်နဲ့ပတ်သက်ပြီးတော့ပြင်ဆင်မှုလုပ်တဲ့အပိုင်းလေးပေါ့နော်အဲ့ဒါကို formatting the text လို့ခေါ်ပါတယ် format ပြင်တယ်လို့ခေါ်ပါတယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လေ့လာတာလေးစလုပ်ကြည့်အောင်နော်အဲ့တော့ကျမတို့ Microsoft Word ထဲမှာစာသားရည်နဲ့ပတ်သက်ပြီးပြင်ဆင်မှုလုပ်ဖို့အတွက်ဆိုရင် Microsoft Word ထဲမှာအရင်စာရိုက်ထားရပါမယ်ဒီမှာတော့ရိုက်ပြီးသားစာသားလေးကိုပဲကျမဖွင့်လိုက်ပါပြီ lesson 1ဆိုတဲ့ file လေးကိုဖွင့်လိုက်ပါပြီအဲ့တော့ဖွင့်ထားတဲ့ file ထဲမှာရှိတဲ့ဘယ်စာကိုပြင်ပါလဲပြင်မဲ့စာကိုကျမတို့ selection မှတ်ပေးရပါမယ်အဲ့တော့ selection မှတ်တဲ့နည်းလမ်းလည်းကျမရှေ့ဘက်က video လေးမှာတင်ထားပြီးသားဖြစ်ပါတယ်အဲ့တော့ selection စမှတ်ပါမယ်မှတ်ချင်တဲ့စာသားကို select မှတ်ဖို့အတွက်ကျမတို့ပထမဆုံးဒီခေါင်းစဉ်လေးကို selection မှတ်ချင်ပါတယ်ခေါင်းစဉ်လေးကိုပြင်ပါပေါ့လေပြင်မှာဖြစ်တဲ့အောင် selection မှတ်မယ်အဲ့တော့မှတ်ချင်တဲ့စာသားရဲ့ဘယ်ဘက်ကိုထွက်မယ် selection pointer လေးက mouse pointer လေးကဘာဖြစ်ရမလဲဆိုတော့ right selection area လေးရောက်သွားတဲ့အချိန်မှာ pointer လေးက right arrow ပုံစံလေးပြောင်းသွားလိမ့်မယ်ဒါဆိုတစ်ချောင်းလုံးခေါင်းစဉ်တစ်ခုလုံးပြင်ကျင်တာဖြစ်တဲ့ကြောင့်အဲ့မှာတစ်ချမ်းသိချလိုက်တယ်ဒါဆိုတစ်ချောင်းလုံး selection မှတ်သွားပါပြီအဲ့တော့အဲ့မှတ်သွားတဲ့စာသားကိုပြင်ပါမယ်ပြင်တဲ့အခါကျရင်ကျမတို့ဘယ်ကိုသုံးရမလဲဆိုအပေါ်ဘက်က menu bar ကိုသုံးရပါမယ် Microsoft Word ထဲမှာကြည့်လိုက်ပါထိပ်မှာ lesson 1လို့မြင်နေရတယ်ဒါ title bar ရှိတယ် title bar ရဲ့အောက်ဘက်မှာ file home insert draw လို့မြင်နေရတယ် button လေးရှိတယ်အဲ့ဒါကိုအရင် Microsoft Word old version မှာဆိုရင်တော့အဲ့ဒါကို menu bar လို့ခေါ်တာဖြစ်ပါတယ် file menu home menu insert menu လို့ခေါ်တာပေါ့နော်အခုနောက်ပိုင်းမှာတော့အဲ့ဒါကို tab လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ကိုကဘာပြင်ကျင်တာလဲပြင်ကျင်တဲ့လုပ်ငန်းတွေရှိတဲ့ tab ကိုတစ်ခုရွေးပေးရမယ် for example ဥမာ home tab ဆိုရင် home မှာတစ်ချက်နှိပ်ရမယ် insert tab ဆိုရင် insert tab မှာနှိပ်ပြီးတော့ပြင်ရမှာဖြစ်ပါတယ်အခုကျမတို့ပြင်ကျင်တဲ့ဟာတွေကဘာမှရှိလဲဆိုတော့ home ထဲမှာရှိတာဖြစ်ပါတယ်အဲ့တော့ home tab မှာတစ်ချက်နှိပ်ပါမယ်အဲ့တော့ home tab မှာတစ်ချက်နှိပ်လိုက်တာနဲ့ home ထဲမှာစာသားရည်နဲ့ပတ်သက်တဲ့ function လေးတွေ button လေးတွေမျိုးစုံကြာလာပါလိမ့်မယ်အဲ့တော့ဒီပထမဆုံးမြင်နေရတဲ့အကန့်လေးကတော့ဒါ clipboard လို့ရေးထားတာတကယ် panel လေးဖြစ်ပါတယ်ဒီညာဘက်မှာကြည့်လိုက်ပါ font ဆိုပြီးရေးထားတဲ့ panel လေးတစ်ခုရှိပါတယ်အဲ့တော့ဒီ panel ထဲမှာဒီ font panel ထဲမှာကျမတို့ပြင်မှာဖြစ်ပါတယ်အဲ့တော့ selection မှတ်ထားတဲ့စာသားနဲ့ပတ်သက်ပြီးတော့လက်ရေး font လေးစပြီးပြင်ကြည့်အောင်ပြင်ကျင်နေဆိုရင်ကျမတို့ဒီပထမဆုံးအဲ့ဒီ font box ထဲမှာကြည့်လိုက်ရင်အခုလက်ရှိမှာတော့ကျမ selection မှတ်ထားတဲ့စာသားမှာဘာပေါ်နေလဲဆိုတော့ ARIA ရဲ့ area လို့ဆိုပြီးတော့ပေါ်နေလိမ့်မယ်အဲ့ပေါ်နေတဲ့ area လို့မြင်နေရတဲ့အဲ့ဖြူရောင်ကွက်လေးပေါ်မှာ pointer လေးတင်ကြည့်လိုက်ပါ mouse pointer လေးတင်လိုက်တာနဲ့သူကဘယ်လိုပြလဲဆိုအောက်ဘက်မှာ label လေးထုတ်ပြပေးပါတယ် font ဆိုပြီးတော့ပေါ်ပြပေးတယ်ဒါဆိုဒီ box ကိုဘာလို့ခေါ်လဲဆိုရင် font box လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ Microsoft Word ထဲမှာကောင်းတဲ့အချက်ကသူက button လေးတွေရှိတယ်တချို့ button လေးတွေဘာလုပ်တဲ့ button မှမသိဘူးနာမည်မသိဘူးဆိုရင်ဘာလုပ်ရမလဲနာမည်လေးအလွတ်ကျက်စရာမလိုပါဘူး button တစ်ခုချင်းစီပေါ်မှာ pointer လေးတွေတင်လိုက်တာနဲ့ mouse pointer ရဲ့အောက်ဘက်မှာသူက label လေးတွေထိုးပေးသွားပါတယ်ဒါကတော့ဘယ် button ဖြစ်ပါတယ်ဒါကဘယ် button ဖြစ်ပါတယ်ဖော်ပြပေးသွားတယ်ဒါကြောင့်မို့အခုကျွန်မ selection မှတ်ထားတဲ့စာသားရဲ့လက်ရေးပုံစံ font ပုံစံပြင်ကျင်နေဆိုရင်အခုမြင်နေရတဲ့ font box လေးပေါ်မှာ pointer လေးတင်လိုက်တာနဲ့ဖော်ပြပေးပါလိမ့်မယ်အဲ့တော့သူ့ရဲ့ညာဘက် font box ရဲ့ညာဘက် download မှာတစ်ချက်နှိပ်ချလိုက်မယ် download မှာနှိပ်ချလိုက်တာနဲ့အောက်ဘက်မှာ font drop down list ပေါက်ကြီးကြာလာပါလိမ့်မယ်အဲ့တော့လက်ရေး font တွေလက်ရေးပုံစံတွေအများကြီးတွေ့ရပါလိမ့်မယ်လူတစ်ယောက်နဲ့တစ်ယောက်တောင်လက်ရေးပုံစံကြီးမတူသလိုပဲ computer ထဲမှာလည်း Microsoft Word ထဲမှာကျမတို့ဒီရိုက်ထားတဲ့စက်လုံးတွေရဲ့ပုံစံတွေကိုလည်းချိန်လို့ရတာဖြစ်ပါတယ်အဲ့တော့ဒီညာဘက်မှာ vertical scroll bar လေးရှိတဲ့အတွက်ကြောင့် scroll bar သုံးပြီးတော့လည်းလက်ရေးပုံစံတွေကိုကြည့်လို့ရပါတယ်ကိုကမြန်မာစာတွေပါမြန်မာစာ font ပါ install လုပ်ထားခဲ့တယ်ဆိုရင်တော့ဒီမှာအောက်ဆုံးမှာမြန်မာစာ font တွေပါမြင်ရမှာဖြစ်ပါတယ်နော်အဲ့တော့အခုဒီမှာတော့ကျွန်မဒီထဲမှာလက်ရေးပုံစံလေးတစ်ခုရေးလိုက်ချင်ပါတယ်ဘာလို့လိုချင်လဲဆိုတော့လက်ရေးပြောင်းသွားတာကိုသိတာထင်ရှားအောင်လို့ကျွန်မ area black ဆိုတဲ့ font လေးလိုချင်ပါတယ်အဲ့တော့ area black ဆိုတဲ့ font ပေါ်မှာကိုရွေးချယ်မှုလုပ်ချင်တဲ့လက်ရေးပုံစံလေးပေါ်မှာ pointer တင် click ချက်နှိပ်ချလိုက်မယ်ပြီးတော့ selection ဖြုတ်ကြည့်လိုက်ပါဒါဆိုညာဘက် selection ဖြုတ်ချင်ရင် Microsoft Word ထဲမှာရိုက်ထားတဲ့စာသားရဲ့ညာဘက်ကိုနှိပ်ပေးရမယ်နော်အဲ့ဒါ selection ဖြုတ်တာဖြစ်ပါတယ်အဲ့လိုဖြုတ်လိုက်တာနဲ့ခုနကျမတို့ selection မှတ်ခဲ့တဲ့ခေါင်းစဉ်လေးကိုကြည့်လိုက်ပါစာသားတွေပို့ပြီးတော့ထင်ရှားသွားတယ်ဆိုတွေ့ရပါလိမ့်မယ်အဲ့ဒါကို font ပြင်နေလို့ခေါ်တာဖြစ်ပါတယ်ကဲပို့ပြီးကျွမ်းကျင်အောင်နောက်တစ်ခေါက်ထပ်ပြင်ကျင်ပါတယ်အဲ့တော့အဲ့ခေါင်းစဉ်လေးကိုပဲပြန်ပြီး selection ပြန်မှတ်မယ်မှတ်ချင်တဲ့စာကြောင်းရဲ့ဘယ်ဘက်ကိုထွက်မယ် right arrow ကိုတစ်ချက်နှိပ်လိုက်ပါတစ်ချောင်းလုံးမှတ်သွားအဲ့တော့ selection မှတ်လိုက်ပြီဆိုတာနဲ့အခုမှတ်ထားတဲ့စာကြောင်းရဲ့အပေါ်မှာဒီမှာတွေ့လား panel လေးခုနကျမတို့ပြင်ခဲ့တဲ့ font box နဲ့ပတ်သက်တဲ့ panel လေးတစ်ခုက auto ပေါ်နေလိမ့်မယ်တချို့ဆက်တွေမှာလည်းပေါ်မယ်တချို့ဆက်တွေမှာလည်းပေါ်ချင်မှပေါ်မှာလीအဲ့တော့ကျမကတော့ပုံမှန်ဆိုရင်တော့ဒီကနေပြင်ကျင်နေဆိုလေရပါတယ်ဒါပေမဲ့တချို့ဆက်တွေမှာမမြင်ရမှာစိုးတဲ့အတွက်ကြောင့်မလုပ်လေအပေါ်ဘက်ကကျမ home tab ထဲက font ကိုပဲသုံးပြတာဖြစ်ပါတယ်
တဲ့လေဖုန်လေးထပ်ပြီးပြင်ကြည့်ချင်ပါတယ်ခုနကကျမတို့ပြင်ခဲ့တာက area black ကိုပြင်ခဲ့တဲ့အတွက်ကြောင့် font box ထဲမှာကြည့်ပါ area black လို့ပေါ်နေတယ်နော်အဲ့တော့ဒီခါပြန်ပြောင်းပါမယ် download မှာနှိပ်မယ်အဲ့ကြောင့်လာတဲ့ list ထဲမှာဒီခါနောက်ထပ်လေဖုန်လေးတစ်ခုပြောင်းချင်ပါတယ် A to Z စကိုဘာလေးနဲ့အောက်ဘက်ကိုနည်းနည်းလေးဆင်းကြည့်ချင်ပါတယ်အဲ့ထဲမှာနည်းနည်းလေးလေထူးခြားမဲ့လေဖုန်လေးပေါ့နော်ဆိုပါစို့ကျမဒီမှာတွေ့သွားပါပြီ Bookman Old Style ဆိုတဲ့ font လေးတွေ့ရင် pointer တင် click ချက်နှိပ်လိုက်မယ်ဒါဆိုကြည့်လိုက်ပါလေပုံစံလေးပြောင်းသွားပါလိမ့်မယ်ကဲနောက်တစ်ခေါက်ထပ်ပြောင်းကျင်တယ် download မှာနှိပ်မယ်ဒီခါတော့ကျွန်မဘာကိုပြောင်းကျင်လဲဆိုတော့ area ဆိုတဲ့ font လေးကိုပြန်ပြောင်းပေးပါမယ်အဲ့ area ပေါ်မှာ pointer တင် click ချက်နှိပ်မယ်ပြီး selection ဖြုတ်ကြည့်လိုက်ပါလေပုံစံလေးပြောင်းသွားတယ်ဆိုတာတွေ့ရပါလိမ့်မယ်ဒါကကြတော့လေဖုန်ပြောင်းတဲ့အပိုင်းကဲဒီကကြရင်ကျွန်မအခုရိုက်ထားတဲ့စာသားနဲ့ပတ်သက်ပြီးတော့ခေါင်းစဉ်ဆိုတော့စက်လုံး size ကနည်းနည်းလေးတော့အရွယ်စားလေးကြီးမှအဆင်ပြေပါလေအဲ့တော့အရွယ်စားခေါင်းစဉ်အရွယ်စားလေးကြီးတာလေးပြင်ကျင်ပါတယ်ဒါဆိုရင်လည်းထုံးစံတိုင်းပဲ selection ပြန်မှတ်မယ် selection မှတ်ပြီးသွားပြီဆိုခုနကကျွန်တော်ပြင်ခဲ့တဲ့လေ font box ကညာဘက်မှာ17လို့မြင်နေရတဲ့ box တစ်ခုတွေ့လိုက်မယ်အဖြူအောင် box ကြီးအဲ့ဒါလေးကဘာလေးလဲဆို pointer တင်ကြည့်လိုက်မယ် font size ဆိုပြီးတော့ပြပေးပါလိမ့်မယ်ဒါကအခုကျွန်တော်တို့ selection မှတ်ထားတဲ့စာသားရဲ့အရွယ်အစားစက်လုံးရဲ့အရွယ်အစား size ဖြစ်ပါတယ်လောလောဆယ်မှာဘယ်လောက်ပြလဲဆို17လို့ပြနေတယ်အဲ့တော့ဒါဆိုအဲ့17ရဲ့ညာဘက်ထောင်လို့မှာတစ်ချက်နှိပ်ချလိုက်နှိပ်လိုက်တာနဲ့နံပါတ်လေးကြာလာပါလိမ့်မယ်ကျွန်တော်စက်လုံးတွေရဲ့အရွယ်အစားကိုပြင်လို့ရပါတယ်သူကကြတော့စက်လုံးတွေရဲ့အရွယ်အစားကိုတိုင်းတဲ့ unit ကဘာနဲ့တိုင်းလဲဆိုတော့ point နဲ့တိုင်းတာဖြစ်ပါတယ်ခုနကကျွန်တော်17လို့မြင်နေရတာ11 pointအဲ့တော့ size ကိုကြီးကျင်လား14လိုချင်လား16လိုချင်လား18လိုချင်လား point တွေပြင်လို့ရတယ်ပေါ့နော်ဒါဆိုအဲ့ထဲကမှကျွန်တော် point size ကို18လောက်ပြောင်းကြည့်ချင်ပါတယ်18ပေါ်မှာ click ချက်နှိပ်ချလိုက်ဒါဆိုကြည့်လိုက်ပါခေါင်းစဉ်လေးကပို့ပြီးတော့စလုံးအရွယ်စား size လေးကြီးသွားတယ်ဆိုတာတွေ့ရပါလိမ့်မယ်ဒါ font size ပြင်တယ်လို့ခေါ်တာဖြစ်ပါတယ်ကဲဒါဆို size လေးနောက်တစ်ခုထပ်ချင်းချင်ပါတယ်ခုနရှိနေတဲ့ font size box မှာ18လို့ပေါ်နေပါတယ် download မှာ click ချက်နှိပ်မယ်ဒီကကြရင်အဲ့ဒီကမှ point size ကို14လောက်လိုချင်ပါတယ်14ပေါ်မှာ pointer တင် click ချက်နှိပ်လိုက်ပါဒါဆိုပြောင်းသွားပါလိမ့်မယ်ပြီး selection ဖြုတ်ကြည့်လိုက်အဲ့တော့အခုကျမတို့ဒါပြင်ခဲ့လိုက်တာဒါဘာလို့တာလဲဆိုတော့လေရေး font ပြင်ခဲ့တယ်လေရေးရဲ့အရွယ်စား size ကိုပြင်ခဲ့တာဖြစ်ပါတယ်နော်အဲ့တော့ထပ်ပြီးတော့ဘာတွေထပ်ပြင်လို့ရသေးလဲရသေးတယ်ဒီစာသားနဲ့ပတ်သက်ပြီးတော့စလုံးကိုပို့ပြီးတော့ပုံစံလေးပေါ့ထူးခြားမှုဖြစ်သွားအဖက်လေး font ပြောင်းပြင်နေပြောင်းလို့ရပါတယ်ဒါဆိုပြင်မဲ့စာသားခေါင်းစဉ်လေး selection ပြန်မှတ်ပြီးမယ်မှတ်ပြီးတော့ဘယ်မှာရှိလဲဆိုခုနကျမတို့ပြင်ခဲ့လိုက်တဲ့လေရေး font box အဲ့ font box ရဲ့အောက်ဘက်မှာကြည့်လိုက်ပါ BIU လို့မြင်နေရတဲ့ button လေးတွေရှိတယ် B button လေးပေါ်မှာ pointer တင်ကြည့်လိုက်ပါအောက်မှာစာလေးပြတယ် bold လို့ပြပေးပါတယ် bold ဆိုတာစာသားတွေပို့ပြီးတော့ထင်ရှားအောင်လုပ်တာပါတစ်ချက်နှိပ်ကြည့်လိုက်စာသားတွေတွေ့ပါလိမ့်မယ်ခေါင်းစဉ်လေးပို့ပြီးထင်ရှားသွားတယ်မဲနဲ့ထင်ရှားသွားတယ်ဆိုတာတွေ့ရမယ်သူ့ရဲ့ကက်ရက်ကညာဘက်က I button လေး pointer တင်ကြည့်လိုက် idea လေးလို့ပြမယ်တစ်ချက်နှိပ်ကြည့်လိုက်ပါဦးဒါဆို idea လေးတွေ့လားစလုံးလေးဆောင်းသွားတယ်ဆိုတာတွေ့ရမယ်ပြီးညာဘက်က U button လေး pointer တင်ကြည့်လိုက်ပါ underline လို့ပြနေတယ်ကျမတို့ selection မှတ်ထားတဲ့စာသားကိုအောက်က line တားခြင်းနဲ့ဆို underline button လေးမှာနှိပ်လိုက်ဒါဆိုကြည့်လိုက်ပါ line မှာတားသွားတယ်ပြီးတော့ selection လေးဖြုတ်ကြည့်လိုက်ပါညာဘက်လွတ်တဲ့နေရာမှာတစ်ချက်နှိပ်လိုက်ဒါဆိုကြည့်လိုက်ပါခေါင်းစဉ်လေးကခုနနဲ့ဆိုင်ပို့ပြီးတော့ကြည့်ကောင်းသွားပါလိမ့်မယ်ဘိုးလောက်ထားတယ်စလုံးလေးတစ်စောင်းလေး idea လေးလောက်ထားတယ်ပြီးစာချောင်းရဲ့အောက်မှာဘာလို့လဲ line တားပေးထားတယ် underline တားပေးထားတယ်ဆိုတော့တွေ့ရမယ်အဲ့ဒါကို format ပြင်တယ်လို့ခေါ်တာဖြစ်ပါတယ်နော်အဲ့တော့ဒါဆိုရင်အခုကျွန်မပြင်ထားတဲ့ဒီစာသားတွေနဲ့ပတ်သက်တဲ့ format တွေမှာဟာမဟုတ်ဘူးကျွန်မ underline လေးမကြိုက်ဘူးပြန်ဖြုတ်ချင်တယ်နောက်က idea လေးလောက်ထားလေစလုံးအဆောင်လေးမကြိုက်ဘူးပြန်ဖြုတ်ချင်တယ်ဖြုတ်လို့ရတယ်ဒါဆိုလည်းဘာလို့အောင်လဲပြင်ချင်တဲ့စာကိုတော့အရင်ဆုံး selection မှတ်ပေးရမယ် select ပြန်မှတ်လိုက်ပြီမှတ်ပြီးသွားပြီဆိုရင်ကြည့်လိုက်ပါခုန button လေး၃ခုကလင်းနေရယ်နော်အဲ့တော့အဲ့ထဲကမှာ underline မတားချင်တော့ဘူးဆိုရင် U button လေးကိုနှိပ်လိုက်ပါ underline ပြုတ်သွားတွေ့ရပါလိမ့်မယ် idea လေးစလုံးလေးတစ်စောင်းလေးမလိုချင်ဘူးငကိုတိုင်းပြန်ထားခြင်းနဲ့ idea လေးကိုဖြုတ်လိုက်ပါဒါဆိုပြုတ်သွားပါပြီဘိုးကိုတော့ဘာလုပ်ထားမလဲဘိုးလေးထည့်ထားတယ်နော်ပြီးရင် selection ဖြုတ်ကြည့်မယ်ရမယ်နော်အဲ့ဒီကဲဒီခါကျတော့အခုပြင်လိုက်တဲ့စာသားနဲ့ပတ်သက်ပြီးတော့ဘာလုပ်ချင်လဲဆိုစာသားတွေထဲမှာအယောင်ထည့်ချင်တာအယောင်လေးထည့်ကြည့်ချင်ပါတယ်ကဲအယောင်ထည့်တာလေးလေ့ကျင့်ကြည့်မယ်ကျွန်မခေါင်းစဉ်လေးကိုပဲထည့်ကြည့်ချင်ပါတယ်ခေါင်းစဉ်လေးကို selection မှတ်ပြီးမှတ်ပြီးသွားပြီဆိုခုနဒီ font panel ထဲမှာကြည့်ညာဘက်နားမှာတွေ့ပါလိမ့်မယ် A ဆိုတဲ့ button လေးအောက်မှာအနီရောင်လေးနဲ့ pointer တင်လိုက်ရင် font color ဆိုပြီးပြပေးပါလိမ့်မယ်ဒီလက်ရေး font ရဲ့ဒီလက်ရေးရဲ့ဒီစလုံးစာသားရဲ့ဘာလို့လဲအယောင်ချင်းမယ်လို့ပြောတာဖြစ်ပါတယ် color ပြင်ခြင်းနေဆိုရင်ညာဘက်ကထောင်းလို့မှာနေ
အဲ့ကြလာတဲ့ list ထဲမှာကာလာတွေမျိုးစုံရှိပါတယ်ကြိုက်တဲ့ကာလာရွေးပြီးတော့ပြင်ဆင်မှုလုပ်လို့ရတယ်ကြိုက်တာရွေးလို့ရတယ်ဆိုပါတော့ကျမတို့ဒီထဲမှာအပြောင်လေးရွေးကြည့်လိုက်မယ်နော်ပြီးရင် selection ဖြုတ်ကြည့်လိုက်ပါတွေ့လားပြောင်းသွားတယ်ဆိုတာတွေ့ရပါလိမ့်မယ်ကဲပြန်ပြောင်းကြည့်မယ်နောက်တစ်ယောက်ပြောင်းမယ် selection မှတ်ပါမယ်ပြီးရင်ခုနပြောင်းသွားတဲ့ color box ရဲ့ထောင်းရိုးမှာနှိပ်ပါမယ်ကဲဒီကအနီလေးရွေးကြည့်အောင်အနီကိုရွေးပါမယ်အနီမှာ click ချက်နှိပ်မယ် selection ဖြုတ်ကြည့်လိုက်ပါပြောင်းသွားတယ်ဆိုတာတွေ့ရပါရမယ်နော်ဒါဆိုအခုကျွန်မဒီနေ့ပြောပြခဲ့တာကရိုက်ထားတဲ့စာသားရည်နဲ့ပတ်သက်ပြီးလေရေး font တွေပြင်ခဲ့တယ်ပုံစံတော့ပေါ့နော်လေရေးပုံစံတွေပြင်ခဲ့မယ်လေရေးအရွယ်စား size တွေပြင်ခဲ့တယ်ပြီးရင်စာသားနဲ့ပတ်သက်ပြီးရိုက်ထားတဲ့စာသားတွေကဘာလို့မလဲ style လေးတွေပြင်ခဲ့လိုက်တယ်ပြီးရင်အယောင် color လေးတွေပြင်ခဲ့လိုက်တာဖြစ်ပါတယ်ဒါဆိုဒီနေ့တော့ဒီလောက်မှကြံထားလိုက်ပါမယ်နော်ပြန်ပြီးတော့လေ့ကျင့်ပြပါစေအားလုံးပဲအဆင်ပြေကြပါစေရှင်ကျေးဇူးတင်ပါတယ်